ပကိုးလေးမရှိတဲ့ကံမောတာတီနဲ့ကိုသွားတဲ့ vlog လေးကိုရိုက်ပြန်ပြပါတယ်ရှင်ဒါကတော့လက်ထဲလေးကိုဝင်နေပါပြီရှုခင်းနေကလည်းကောင်းတော့တပေါင်းရဲ့ဆင်းနေရလေးရှိပါတယ်နေရတာလေးအေးကျကျရှိပါတယ်ဒီကိုသွားမယ်ဆိုရင်မနေ့တော့သွားရင်ပို့ပြီးအဆင်ပြေမယ်လို့ထင်ပါတယ်ရှင်ဒါကတော့နန်းတော်ကြီးကိုမြင်နေရပါပြီရှင်ပြီးတော့ထိုင်းဝတ်ဆောင်တွေကျက်လက်ဝတ်ဆောင်တွေလည်းဝေးလို့ရတဲ့ဆိုင်လေးကိုသွားမှာပါတူတူတငယ်ချင်းတွေအားလုံးကတော့ထိုင်းဝတ်ဆောင်လေးကိုဝတ်ခဲ့ပါတယ်ဒါကတော့တပေါင်းရိုက်ဖို့တော့နေရပြပါတယ်ရှင်ဟိုရှောက်ပြီးရိုက်ဒီဟောရှောက်ရိုက်ထားတာကွယ်ဒါကတော့နန်းတော်ရဲ့ဟိုရိုက်ဖို့တော့နေတယ်ဖြစ်ပါတယ်ရှင်နန်းတော်ရဲ့အတွင်းကိုလည်းရိုက်ပြမှာပါရဲ့ထုံးရိတ်စံနေရာကောင်းပြီးတော့သွားတဲ့နေရာလေးဖို့လို့လည်းထင်ပါတယ်ရှင်သွားဖို့လည်းကြံ့ကြံ့ပေးပါတယ်ရှင်အားတူလေးများပါတယ်ဒါကတော့နန်းတော်အတွင်းနဲ့ပြည်နယ်ကိုရိုက်ပြထားပါတယ်ရှင်ဒါကတော့တူပါပေါ့ဒါကလည်းနန်းတော်အတွင်းနဲ့ကိုရိုက်ပြထားပါတယ်ရှင်ဒါကတော့တော့ရိုက်မနေအောင်ရှောက်ပြီးတော့ရှာနေကြတာပါဒါတော့တငယ်ချင်းတွေပြောနေကြတာပေါ့နော်ဒီနေ့ vlog လေးကဒီလောက်ပါပဲရှင်နောက် vlog လေးမှာပြန်တွေ့မယ်နော် bye bye